လာလာချင်းတွဲကားနဲ့တော်ပြီးကျအုံမခွတ်တူကလမ်းပေါ်မှာတယောက်တည်းရက်နေတဲ့ကောင်မလေးကိုလှမ်းမိလိုက်တာဟဲ့ညီမလေးလမ်းပေါ်တယောက်တည်းဘယ်သွားမလို့ရက်နေရတော့လမ်းကြုံကြုံမကြုံကြုံကိုကြီးလိုက်ပို့ပေးမယ်လေနော်အဲ့လိုတော်ပြီးကျတို့ဘလောက်ပဲစေတနာတွေကောင်းကောင်မလေးကတော့ခြေပါတယ်စကားပြန်ပြောဖို့နေတာလက်ကိုမကြည့်ဘူးကောင်မလေးလက်ကြီးမကြည့်တော်ပြီးကျအုံမခွတ်တူကတော့လိုက်ပါလားညီမလေးကားရက်ပေးမယ်လေအခုလိုမတည့်ရမစီချင်လဲရှေ့ကောင်းနဲ့ထိုင်လေလိုက်ခဲ့ပါနော်ကောင်မလေးကတော့ညင်တဲ့တိုင်းပဲတကယ်ကိုမနာကြီးပါတယ်တစ်ချက်ကလေးမှလက်မကြည့်တာအမှအဲ့လိုနဲ့နောက်3စက္ကန့်လောက်နေတော့ဒူကာရီဆိုင်ကလည်းညင်ရောခုနသူမဟုတ်တယ်လို့ပဲဆိုင်ကရှိရနေပြေးကိုရက်တာဟဲ့တိုက်ပြီးကုန်တော့ပါပဲဘရိတ်ကောက်လို့တော်သေးတယ်နေပါလို့ဆိုင်ကရှိပြေးရတာတော့ကိုကြီးကလည်းညီမလေးကဒီဆိုင်ကနဲ့လမ်းကြုံလိုက်ချင်လို့ရှိရနေပြေးရတဲ့ဟာကိုဟဲ့လမ်းကြုံလိုက်ချင်လက်တားပေါ်ဟဲ့ဟာကွာကိုကြီးကလည်းဒီကလမ်းကြုံလေးလိုက်ချင်လို့လုံးမိတဲ့ဟာကိုအေးအဲ့လိုဆိုလဲအဲ့ဒါထားလိုက်တော့ခုနေရဘယ်သွားမှာတော့ကိုကြီးရင်ပြောကိုကြီးဘယ်သွားမလို့လဲဟဲ့ငါဘယ်သွားမှာတော့ငါအိမ်ကသွားမှာပေါ့ဟဲ့ဟုတ်လားဒါဆိုကိုကြီးအိမ်ကဘယ်နားမှာတော့တော်ကိုဝေးသေးတယ်သွားအောင်မှာငါအိမ်ကဒါဆိုတော့ပဲပေါ့ညီမသွားမှာလဲအဝေးကြံသေးတယ်ကိုကြီးနဲ့လိုက်ခဲ့မယ်နော်နင်သွားမယ့်နေရာတကယ်အဝေးကြံသေးတာလားဟုတ်တယ်တကယ်အဝေးကြံသေးတာအဲ့ဒါဆိုနင်မလိုက်နဲ့တော့ငါအိမ်ကဒီရှီလန်းနေဟဲတိုက်ဆန်နေမကြည်စမ်းညီမတော်အိမ်ကလည်းအရှိလန်းမှာရှိတယ်လိုက်ခဲ့မယ်နော်ကိုကြီးနော်လို့အဲ့လိုနဲ့အမရွှေတပိတ်တဲ့ညင်းတွေကိုရောင်းပြီးဒူကာရီဆိုင်ကဝယ်စီးထားတဲ့ဆရာတို့လဲလမ်းကြုံတင်းလိုက်ချင်နေတဲ့ကောင်မလေးကိုနောက်ဆုံးတော့တနာပြီးလမ်းကြုံခေါ်သွားခဲ့တယ်ပေါ့နော်ခေါ်သွားတဲ့ဆိုမဲ့လဲဆိုင်ကနဲ့တော့ပုတ်ပါဦးဆိုင်ကသူ့ဘာသူစီတာကောင်မလေးတို့ကတော့ညင်းတဲ့တိုင်းနောက်ကနေချေချင်းပြေးလိုက်ရတာပါကိုကြီးစောင့်မအောင်ငါဒီမှာရှေ့ကနေသေးလေးမောင်းနေတာကိုပြေးလိုက်ခဲ့ဟတ်တော့ဒါမျိုးလမ်းကြုံခေါ်တာတော့တခါမှမကြုံဘူးပါဘူးဟဲ့မကြုံဘူးတာတွေကြုံပြီးကောင်မလေးလက်ပြေးရလို့ခုဆိုဆိုင်ကနဲ့တောင်ရင်ပေါင်တန်းနိုင်နေပြီညင်းတဲ့တိုင်းပဲဟာဆရာတော့ဟာဝီခုံးရဲ့ငါတို့မတွေ့တာဘယ်နဲ့လောက်ရှိနေတော့တွေးမဲ့တွေ့တော့လဲလမ်းပေါ်မှာလာတွေ့ရတယ်လို့ငါလေးမင်းကိုမတွေ့တာကြတော့မတွေ့ချင်တော့တကယ်ပဲဟာဆရာတော့ခုံဘလို့ပြောလိုက်တာတော့ဟာမလို့ခုံကိုဆရာတော်ကအရန်တွေးချင်နေတာလို့ပြောချင်တာခုံလဲတူတူပဲဆရာတော်ရဲ့ခုံဆရာတော်တတိနေကြားတယ်တိလားဆရာတော်ရွှေတပိတ်တွေညင်းနေရောက်ပြီးဒူကာရီဆိုင်ကဝယ်ထားတယ်ဆိုဟုတ်လားဟုတ်တယ်ခုံရဲ့ဒီခက်မှာညင်းနေဆိုတော့အစင်မပြေတော့လေခုဆိုဆရာတော်ဒူကာရီဆိုင်ကလေးဝယ်ပြီးဒလဘာရီပို့စားနေတာတော်တော်အဆင်ပြေတယ်ဒါနဲ့ခုံခုဘာတွေလုံးနေတော့ဟာဆရာတော်ခုံလောက်ကိုမသိဘူးလားခုံကခု DJ ခုံဆိုတဲ့နာမည်နဲ့ DJ လောကထဲမှာနာမည်တစ်လုံးတော့ရနေပြီလေဆရာတော်မသိဘူးလားအော်ဟုတ်လားဆရာတော် DJ နားမတော့သေးလို့ပါခုံရဲ့စိတ်မဆိုးပါနဲ့ရပါတယ်ဆရာတော်ရဲ့ခုံစိတ်မဆိုးတတ်ပါဘူးဒါနဲ့လေခုံပွဲလက်ခံတာနောက်ကျနေလို့လေခုံဘာကိုလေဒီဒူကာရီဆိုင်ကလေးနဲ့လိုက်ပို့ပါလားဆရာတော်ခုံရဲ့ပြောနေရမယ်လူတွေမှမဟုတ်တာလိုက်ပို့ဝင်မှာပေါ့လာတက်အောင်မယ်ဒါမျိုးစီးကြလိုက်စီလို့ရမလားဟဲ့ဒါငါကိုဆိုင်ငယ်ငါပဲစီးမှာပေါ့ဆရာတော်လည်းနဲ့ဖက်စီးကြအောင်ဟာအဲ့ဒါဟာဆရာတော်ဒါလူမဟုတ်ဘူးဆရာတော်ရဲ့ဟမ်အဲ့ဒါဆို तू ကဘာကြီးတော့မိတ်စာဆရာတော်ရဲ့ဟာဟုတ်လားဒါဆို तू ကဘာမိတ်စာလဲဘာမိတ်စာမှလဲဆရာတော်ရဲ့ तू ကဂျပူမိတ်စာဟာအမိတ်စာဆိုရင်တော့ငါလည်းတရားချမနိုင်ဘူးပြေးဆရာတော်ပြေးလို့အော်ရာအရန်နောက်ကျတော့ပါကြီးဘာလို့ဆိုသူ့ကိုဂျပူမိတ်စာထိန်ချုပ်လိုက်ပြီဟာဆရာတော်ခုံးမမမရောက်လားခုံးလေဆရာတော်